ရန် IQ မြင့်တဲ့သူတွေဒါမှမဟုတ်အရန် intelligent ဖြစ်တဲ့လူတွေကချမ်းသာတာမျိုးမဟုတ်ဘဲနဲ့တကယ်ချမ်းသာတဲ့လူတွေကြည့်လိုက်အရန် situation တဲ့သူတွေလို့ပြောတာအဲ့ဒီအောင်ကျွန်တော်အဖြစ်တခုထုတ်တာဘာလဲဆိုတော့ကိုနဲ့ကတော့ကျွန်တော်ပထမဆုံးပြောခဲ့တဲ့ဟာနဲ့ပြန်ပြီးတော့ချိန်ကြည့်ရမယ်ဆိုလို့ရှိရင်ဘဝ variable လို့ပဲအများကြီးပြောင်းလဲနေရတရားသေးမရှိဘူးလူတွေကဘာဖြစ်လို့ဘဝမှာခက်ခဲနဲ့ရုံးနေရတဲ့လူတွေများတယ်ဆိုသူတို့ကအဲ့ဒီပြောင်းလဲနေတဲ့အရာကိုမပြောင်းလဲအောင်ကြိုးပြီးတော့တတ်မှတ်ထားခြင်းနဲ့ constant value တခုကိုသူတို့လိုချင်တာဒါပေမဲ့အဲ့လိုမရဘူးလေအဲ့ဒီရဖို့တော့ကိုစူးစမ်းတာဒါပေမဲ့ life ကလည်းငါ variable ပဲငါဘယ်တော့မှ constant ဖြစ်လာမှာမဟုတ်ကျွန်တော်တို့ကလည်းမဟုတ်ငါတို့ constant ပဲဘယ်နှစ်ခုနောက်မြောက်နေငါဘာဖြစ်ကြမယ်ဆိုရယ် constant ကိုသူတို့ကအဓိကသတ်မှတ်တာ life ကလည်းငါအဲ့လိုတော့မရဘူးဘာလို့ဆိုတော့မလက်ခံ uncertainty လေဆိုတော့ကျွန်တော်တို့ work life balance မဖြစ်တာနဲ့ဘဝခက်ခဲတယ်လို့ထင်ရတဲ့အခြေအနေကအဲ့ဒါကြောင့်ပဲ variable constant ဖြစ်ရှင်နေတာမရဘူးလေ